တော့ပလဲမျိုးနဲ့ကန်းတော့နေမြေရဲစကန်ကတော့ကျွန်တော်တို့ဒါလုံယုံတစ်ဖက်ဝင်နေဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတယ်ဒါတော့ကျွန်တော်တို့ပဂတိရှိတရားပဲဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလက်နက်ခဲယံကျွန်တော်တို့မကြံခဲ့ဘူးဒုတိယချက်ကကျွန်တော်တို့ဒီအထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအားလုံးကိုကျွန်တော်တို့အခက်အခဲမရှိကြော်ဖြတ်သွားနိုင်တယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေကဗျာသူတို့ရလိုက်တာစကန်ပဲရလိုက်ပါတယ်ကျန်တဲ့အရာဘာမှမရခဲ့ပါဘူးအဲ့တော့ဒီနေရာမှာငဆောင်းကအဖွဲဘာကြောင့်ဒီနေရာတိုက်ရလဲငဆောင်းကအဖွဲတိုက်ရတဲ့ရွယ်ချက်ကအဓိကသူတို့ကဒီချင်းပြည်နယ်နဲ့ကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းကိုချိတ်ပြီးတော့မန္တလေးတိုင်းဘက်ကိုသူတို့ဖောက်ဖို့ပါသူတို့ရဲ့ရွယ်ချက်ကလက်ရှိနေမြေမှာဖြစ်နေတဲ့မြေအနေထားအရပလဲမြို့နယ်မှာကျွန်တော်တို့ပလဲမြို့ပေါ်မှာတနေရာပြီးရင်ကျွန်တော်တို့ဇီးဖြူကုန်းတနေရာပြီးရင်အင်မတီတနေရာကန်းတောက်တနေရာဆိုပြီးတော့ကျွန်တော်နေရာ၄ခုပဲရှိပါတယ်ပလဲမြို့ကကျဲပါတယ်ပလဲမြို့နယ်ကြီးတစ်ခုလုံးမှာကျွန်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတာကတနေရာတိုင်းရဲ့အစိုးရအဖွဲ့ထိချုပ်ထားတာက၄နေရာပဲရှိပါတယ်ကျန်တဲ့နေရာတွေအားလုံးကအကြမ်းဖက်အုပ်စုတွေအခက်အခဲမရှိသွားလာနေတဲ့နေရာပါအဲ့တော့ဒီကန်းတော်နယ်မြေစခန်းကစီရေးနိုင်ငံရေးအရန်ကိုရေးပါပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီချင်းတွေကိုတင်ပြခဲ့ပါတယ်တစ်ဖက်မှာကျွန်တော်တို့ဒီရောဒေတာနဲ့ချိတ်ဆက်ထားတယ်တစ်ဖက်မှာချင်းမီနဲ့ချိတ်ဆက်ထားတယ်ချင်းမီနဲ့ရခိုင်မြေလေးသွားလို့ရတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါရင်းမပင်တစ်ဖက်မှာကျွန်တော်တို့ဘုံရွာတိချိတ်ဆက်တဲ့လမ်းတွေရှိတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီပလဲနဲ့ချိတ်ဆက်ထားတဲ့မြိုင်တို့ရေစကြိုတို့ရှိပါတယ်အဲ့တော့ဒီနေရာမှာဖြစ်နိုင်ခြေကဒီငဆောင်းကအဖွဲနဲ့ဒီရောပြည်ကျဲတို့ဖွဲတို့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့တစ်ဖက်မန္တလေးတိုင်းဘက်ကိုသူတို့ထိုးဖောက်နိုင်ဖို့အတွက်သူတို့စီရေးပြင်ဆင်လာတယ်လို့နားလည်ရပါတယ်။ဒါကြောင့်လဲဆိုတော့ဒီရဲ့ရှေ့မှာဒီငဆောင်းကားဖွဲ့လုံငယ်သောတစ်နှစ်ကျော်ကသူတို့အနေနဲ့ဒါမန္တလေးတိုင်းဘက်ကိုသူတို့ဝင်ရောက်နိုင်အောင်သူတို့စူးစမ်းမယ်ထိုးဖောက်မယ်ဆိုပြီးတော့သူတို့ကြွေးကြော်ခဲ့တာရှိပါတယ်။အဲ့တော့ဒါအကြီးကြီးအပြင်အဓိကသူတို့ရဲ့ဒီဆက်သွယ်လမ်းကြောင်းဖြစ်တဲ့ဒီကန်းတောင်ပါ။အဲ့တော့ကန်းတောင်ကိုသူတို့အနာခံပြီးတိုက်ပါတယ်။ကန်းတောင်တိုက်ပွဲမှာအကြမ်းဖက်အုပ်စုတွေများစွာသေးပါတယ်တော်တော်များများကိုသေးပါတယ်။လက်ရှိတော့ကျွန်တော်ဇီးဖြူကုန်းဘက်မှာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေရဲ့သူတို့ဒီဆက်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ဒါဆေးရမဟာဗျူဟာကြားတဲ့နေရာကတော့ဒီဇီးဖြူကုန်းအင်မတီကန်းတောင်ပါသူတို့ကဒီမန္တလေးတိုင်းဘက်ကိုဖြတ်ဆင်းဖို့ဆိုရင်ပလဲမြို့ကိုသူတို့ဖြတ်ဆရာမလိုပါဘူးပလဲမြို့ကိုဖြတ်ဆရာမလိုပဲနဲ့ကျွန်တော်တို့ဒါကန်းတောင်ကနေပြီးတော့ဒါချင်းမိနယ်ရခိုင်ချင်းဒီဘက်ကရောဒေတာကနေကျွန်တော်ဖြတ်ပြီးတော့ပလဲနဲ့ကျွန်တော်များရေစကြိုလမ်းမရှိပါတယ်အဲ့ဒီကနေကျွန်တော်ဖြတ်တန်းမယ်ဆိုရင်ရေစကြိုရောက်မယ်ရေစကြိုကနေပြီးတော့ကျွန်တော်မြေရှိဒေတာကိုဖြတ်မယ်မြေရှိဆိုတာကျွန်တော်တို့အေရောက်ချင်းတွေစုံတဲ့နေရာရေလက်ကျုံဒေတာကိုဖြတ်မယ်အဲ့ဒီကတစ်ဖက်ကိုကူးမယ်ဆိုတော့ကျွန်တော်မြင်းညံမြို့နယ်ရန်နဘိုရွာရောက်တယ်အဲ့တော့ရန်နဘိုရွာရောက်ပြီဆိုတော့တစ်ဖက်ကကျွန်တော်မြင်းညံဘက်ကိုမန္တလေးတိုင်းဘက်ကိုကျွန်တော်တို့အခက်အခဲမရှိသွားလို့ရပါပြီလက်ရှိဒီဆက်သွယ်လမ်းကြောင်းတွေမှာအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့အခက်အခဲမရှိသွားလို့ရတဲ့လမ်းကြောင်းတွေရှိတယ်ဘာကြောင့်လဲဆိုတော့ဒီမြိုင်ဒေတာရေစကြိုဒေတာမှာမြို့ပေါ်လောက်ပဲကျွန်တော်တို့မြို့ပေါ်နဲ့နေရာအချို့လောက်ပဲဒါဒီတိုင်းပြည်ရဲ့အစိုးရအဖွဲ့ရဲ့ထိန်းချုပ်နိုင်မှုရှိပြီးတော့ကျန်တဲ့ကွင်းလန်းတွေအားလုံးမှာကျွန်တော်အကြမ်းဖက်အုပ်စုတွေသူတို့ဟာသူတို့ကြီးလက်ချင်းရှိပြီးတော့တွားလို့ရတဲ့အနေအထားရှိတယ်အဲ့တော့ဒီတွေကိုတင်ပြရတာကငါဆောင်းကားအဖွဲ့ကသူ့ရဲ့ရွေးချက်ကအဓိကမန္တလေးတိုင်းဘက်ကိုသူတို့ထိုးပေါက်နိုင်မှုပါမန္တလေးတိုင်းကိုထိုးပေါက်နိုင်မှုဆိုရင်လက်ရှိမန္တလေးတိုင်းကိုကျွန်တော်တို့ဒီဆေးရောက်ဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေကျွန်တော်တို့ပြီးခဲ့တဲ့ကာလတင်ပြခဲ့ပူပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ဒီနောက်ချုံနဲ့ကျွန်တော်ပြုံးနေအဆက်ကနေပြီးတော့ဒီမန္တလေးတိုင်းဘက်ကိုထိုးပေါက်လာနိုင်တဲ့လမ်းကြောင်းတစ်ခုရှိတယ်။အဲ့ဒီအခြေအနေကတော့လက်ရှိဖြစ်နိုင်ခြင်းမရှိတော့ဘူး။လက်ရှိသူတို့ရခိုင်ကအဲ့ဒီနေရာကိုကျွန်တော်တို့ဒီပြုံးနေဘက်ကိုထိချုပ်နိုင်ဖို့အတွက်သူတို့တောက်လျှောက်ကိုထိုးပေါက်မှုလုပ်တယ်။သို့တော်လည်းပဲလက်ရှိဒီကျွန်တော်နောက်ဆုံးမှာဒီတောင်ခမ်း area တစ်ခုပဲရှိတော့တယ်။အဲ့ဒီကနေမှဒီလုံမျိုးတစ်ဖက်ဝင်တွေကကျွန်တော်တို့နေမြေရှင်းလင်းလိုက်တာတောင်ခမ်းကနေပြီးတော့ကျွန်တော်တို့ဒီ23မိုင်အခုဆိုရင်ကျွန်တော်တို့26မိုင်กว่าလောက်ရောက်သွားပြီ။လက်ရှိမှာဒီတက်မတော်ရဲ့စစ်ကြောင်းတွေကနောင်ချိုမျိုးရဲ့အနီးကိုရောက်သွားပြီ။နောင်ချိုမျိုးရဲ့ကျွန်တော်တို့3မိုင်ခွဲခန့်3မိုင်ခွဲခန့်အကွာကိုရောက်သွားပြီ။3မိုင်ခွဲနဲ့4မိုင် area လောက်ကိုရောက်သွားပြီ။တစ်ဖက်မှာတော့ကျွန်တော်တို့အိုမကာဘက်မှာတော့တိုက်ပွဲတွေဆက်ရှိနေတယ်အဲ့တော့အဲ့ဒီအပေါက်ကနေပြီးတော့ကျွန်တော်တို့တစ်ဖက်မန်လေးဘက်ကိုဝင်ဖို့ကတော်တော်လေးခက်ခဲသွားပြီနောက်တစ်ဖက်ကတော့ကျွန်တော်တို့ဒီမင်းကုန်းဘက်ကနေမန်လေးဘက်ကိုထိုးပေါက်ဖို့ပါရခိုင်ကတော့ကျွန်တော်တို့ဒီမင်းကုန်းဘက်ကနေပြီးတော့မင်းကုန်းဘက်ကနေအကြမ်းဖက်အုပ်စုတွေဖျက်ကျော်လာတယ်ဖျက်ကျော်လာပြီးတော့ကျွန်တော်ရေလေကျုံးကနေပြီးတော့ရေလေကျုံးမှာနေရာယူပြီးတော့ဒီမန္တလေးမြို့ပေါ်ကိုသူရှော့လိုက်တုံးနဲ့ပြစ်ခတ်ခဲ့တာရှိပါတယ်ရှေ့မှာကျွန်တော်တို့ရှိခဲ့ပါတယ်တာရကကြီးရှိခဲ့ပါတယ်လက်ရှိလည်းကျွန်တော်တို့ဒီမင်းကုန်းတကြောကိုလုံခြုံတပ်ဖွဲ့ဝင်တွေကနေမြေရှင်းလင်းမှုတွေလုပ်တဲ့အခါမှာအကြမ်းဖက်သမိုင်းနောက်ကိုပြန်ပြီးလမ်းကျသွားပါတယ်နောက်ထပ်တနေရာကတော့ကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့ဒါပသိမ်ကြီးမရိယာလမ်းမရှိပါတယ်အဲ့ဒီဘက်ကနေပဲကျွန်တော်ဝေရောက်လာတဲ့လမ်းကြောင်းတစ်ခုရှိပါတယ်အဲ့ဒီဘက်မှာတော့လက်ရှိကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေတယ်အဲ့တော့တချို့သောနေရာတွေမှာဆုတ်လိုက်တက်လိုက်နှစ်ဖက်စလုံးမှာဒီလိုဖြစ်နေလို့သိရပါတယ်မနေ့ကတော့ကျွန်တော်တိုက်ပွဲတော့ပြင်းထန်တယ်ဆုတ်လိုက်တက်လိုက်နေတာကိုဖြစ်နေတယ်လို့သိရပါတယ်ဒါကကျွန်တော်တို့ပသိမ်ကြီးနဲ့မရိယာအခြေအနေပါအဲ့ဒီဘက်ကလည်းကျွန်တော်ဝင်ရောက်လာနိုင်ကြီးကတော်တော်လေးအားနေပါတယ်ဘာကြောင့်လဲဆိုတော့တက်မတော်ကအဲ့ဒီ area မှာကျွန်တော်တို့ထိန်းထားတယ်ထိန်းပြီးတော့တောက်လျှောက်ကျွန်တော်တို့ရှင်းလင်းမှုတွေတောက်လျှောက်ရှိနေပါတယ်တစ်ဖက်မှာတော့နောက်တစ်ဖက်ကျွန်တော်ထပ်ပွင့်နေတာပေါ့လေထပ်ပွင့်နေတာကကျွန်တော်တို့တစ်ဖက်မှာတစ်ဖက်ကကြီးဒီအမြန်လန်းနဲ့အနီးဆုံးဖြစ်တဲ့နထိုးကြီးတောင်သာမြင်းကြံ area ပေါ့
area သူကကျွန်တော် AR မြစ်ရဲ့ဒီမျိုးတွေအားလုံးငစုံးပါဗျာဒီမျိုးတွေအားလုံးကဒီ AR မြစ်ရဲ့အနီးကဆုံးနေရာမှာတည်ရှိတယ် AR မြစ်ရဲ့အနီးကဆုံးနေရာမှာတည်ရှိတယ်တစ်ဖက်မှာကျွန်တော်တို့ပထဝီနေထားရာဒီ area ကိုဖျက်ဖို့အတွက်ကျွန်တော်တို့ဒီရေစကြို area ရှိတယ်ရေစကြို area ကအစစ်သွေးကြွအုပ်စုတွေအမိုက်ပုံဖြစ်တယ်ဘာကြောင့်ဒီအုပ်စုတွေကဒီရေလေကျုံးဒေတာမှာအခြေပြုလဲဆိုရင်အဲ့ဒီနေရာကနေကျွန်တော်တို့ဒီချင်းမြစ်ကိုသွားလို့ရတဲ့လမ်းကြောင်းရှိတယ်ပြီးရင်ကျွန်တော်တို့ AR မြစ်ကိုသွားတဲ့လမ်းကြောင်းရှိတယ်သူကအဲ့ဒီရဲ့မြင်းတစ်ခုကြားရဲ့ဒီစုံမှတ်မှာအကြမ်းမဲ့အုပ်စုကလှုပ်ရှားပြီးတော့ဒီသွားလာတဲ့ဆက်လေးတွေကိုသူတို့အကောက်ခွန်တွေကောက်တယ်ကောက်ပြီးတော့သူတို့ဝင်ဝေရတယ်အဲ့ဒီကနေကျွန်တော်တို့ဒါပတ်စံရတယ်ပေါ့အဲ့တော့ဒါကြောင့်ကျွန်တော်တို့ဒီအကြမ်းမဲ့အုပ်စုတွေဒီဆက်သွယ်ရေးလမ်းကြောင်းတွေကပွင့်နေအဓိကသူတို့ရဲ့ပြစ်မှတ်ကဒီမန္တလေးမြို့ကိုသူတို့ရားသလောက်တိုက်နိုင်ဖို့ပေါ့အဲ့တော့ကျွန်တော်ရှင်းမှာတင်ပြခဲ့တဲ့လမ်းကြောင်း၃ခုပေါ့နောင်ချိုဘက်ကနေဝင်ရောက်လာတဲ့လမ်းကြောင်းကလုံးဝဖြစ်နိုင်ခြင်းမရှိဘူးနောက်တစ်ခုကကျွန်တော်မင်းကုန်းဘက်ကနေဝင်ရောက်လာတဲ့လမ်းကြောင်းလည်းလုံးဝမရှိဘူးမဖြစ်နိုင်ဘူးလက်ရှိလည်းကျွန်တော်တို့ဒါနေမြေရှင်းလင်းမှုတွေကတော်တော်လေးခရီးပေါက်တယ်ပြောရမယ်နောက်တစ်ဖက်ကတော့ကျွန်တော်တို့ဒီပသိမ်ကြီးမရိယာလမ်းပိုင်းမှာအဲ့ဒီဘက်မှာလည်းကျွန်တော်တို့ဒီသူတို့ထိုးပေါက်နိုင်တဲ့ဖြစ်နိုင်ခြင်းမရှိဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့အရှိန်ကုန်ဒီနောက်ပိုင်းမှာကျွန်တော်တို့တော်တော်လေးထပ်မတွေ့ရတော့ဘူးပေါ့တစ်ဖက်မှာတော့ဒီတိုက်ပွဲတွေကအဲ့ဒီဘက်မှာအရှိန်တွေရောကြပြီမဲ့တစ်ဖက်မှာကျွန်တော်အရှိန်ကိုကောင်းလာခဲ့တာကနထိုးကြီးတောင်သာမြင်းကြံမလိုင်ပေါ့အဲ့ဒီဘက်မှာကျွန်တော်တို့တော်တော်လေးကိုအရှိန်ကိုကောင်းတယ်အဲ့ဒီဘက်မှာကျွန်တော်အင်အားဒူးနဲ့ဒဲနဲ့ရှိတယ်ဘာကြောင့်လဲဆိုတော့အကြမ်းမဲ့အုပ်စုတွေကကျွန်တော်တို့ဒီ AR မြစ်ပေါ့ AR မြစ်ဟိုဘက်ကဒီဘက်ကကူးလို့လွယ်တယ်ပေါ့ကူးလို့လွယ်တဲ့အနေထားအဲ့ဒီစုံချက်ကလည်းကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းတိုင်းသုံးတိုင်းရဲ့စုံမှတ်နေရာမှာသူတို့ကူးလူသွားလာလို့လွယ်တယ်တစ်ဖက်မှာသူတို့တနေရာကိုတိုက်တော့မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ရေစကြိုမြေရှိဒေသတစ်ဖက်မှာကြီးတဲ့ကျွန်တော်တို့ရင်းမာပဲစသဖြင့်သူတို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းကြီးပွင့်ပြီးတော့သူတို့တနေရာကိုအင်အားလုံးနဲ့သူတို့တိုက်တဲ့သဘောဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီငဆောင်းကအဖွဲ့ကဘာကြောင့်ကန်းတောင်းကိုတိုက်ရလဲဆိုရင်သူတို့ပြီးခဲ့တဲ့ကာလတွေကပြောခဲ့တဲ့စကားကိုပြန်ကောက်ရမယ်ဆိုရင်ဒါသူတို့ကဒီမန္တလေးတိုင်းဘက်ကိုသူတို့ဝင်ရောက်လာနိုင်ဖို့အတွက်သူတို့ဒါကန်းတောင်းကိုသူတို့တိုက်တယ်ကန်းတောင်းကိုတိုက်ပြီးတော့ဒါသူတို့ရဲ့ဒီဆက်သွယ်လမ်းကိုဖောက်တယ်အဲ့ဒီကနေကျွန်တော်တို့ဒီဘက်အင်မတီတို့ကျွန်တော်တို့ကဒီဇီးပြူကုန်တို့သူတို့ဆက်တိုက်မယ်မတိုက်နဲ့သူတို့ရှောင်နေလဲရှောင်မယ်ရှောင်လို့ရတဲ့လမ်းကြောင်းတွေလည်းရှိပါတယ်အဲ့သူတို့ကဝင်ပြီးတော့တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့ရေစကြိုမြိုင်ရေစကြိုပေါ့ဗျာအဲ့ဒီလမ်းကြောင်းတွေချိန်မယ်အဲ့ဒီဘက်မှာလည်းကျွန်တော်လမ်းကြောင်းတွေကပွင့်နေတယ်ဘယ်လောက်ပွင့်လဲဆိုရင်ကျွန်တော်တို့ပခုတ်ကူနဲ့မြိုင်လမ်းကြောင်းတော်မှာဆက်သွယ်လမ်းတော့ကျွန်တော်တို့မပွင့်တာခင်ဗျာနှစ်က3နှစ်ကျော်4နှစ်လောက်ရှိသွားပြီဒါကျွန်တော်တို့ပခုတ်ကူနဲ့မြိုင်ဆိုတာတော်တော်လေးနှီးပါတယ်အဲ့ဒီလမ်းကြောင်းမသုံးမနဲ့ကျွန်တော်တို့အခြားသောကြီးလက်လမ်းကိုရှောင်သုံးမယ်ဆိုရင်လည်းပဲတော်တော်လေးကိုသုံးလို့ရပါတယ်အဲ့ဒီကနေကျွန်တော်တစ်ဖက်ကိုဒါရေစကြိုမြိုင်သွားမယ်တစ်ဖက်ကိုကျွန်တော်တို့မြေရှိဒေသကိုရောက်မယ်မြေရှိဒေသကနေကျွန်တော်ရှေ့ရတင်ပြခဲ့တဲ့အတိုင်းခုနကစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစုံချက်ဖြစ်တဲ့ရေလက်ကျုံ area နေပြီးတော့ကျွန်တော်တစ်ဖက်ကိုဖောက်တော့မယ်ဆိုတော့မြင်းကြံမြို့နယ်ရန်နဘိုရွာအဲ့တော့ကျွန်တော်တို့ရန်နဘိုစာချုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်မြန်မာစစ်ပွဲမှာကျွန်တော်ရန်နဘိုစာချုပ်ချုပ်ခဲ့တဲ့ရွာပါအဲဒီရွာရောက်ပါတယ်အဲဒီရွာနဲ့တစ်ဖက်ကိုဆိုကျွန်တော်တို့ဒါမြင်းညံတောင်သားဘက်ကိုချိတ်ဆက်နိုင်တဲ့အနေအထားရှိပါတယ်ဒါကြောင့်ဒီငဆောင်းကအဖွဲ့ကတော့သူတို့ရဲ့ဒီစီရေးကြီးမှန်ချက်ကတော့ဒီကျွန်တော်မြင်းညံခရိုင် area ဘက်ကိုသူတို့ထိုးပေါက်နိုင်ဖို့ပါအဲ့တော့သူတို့ရဲ့ရွေချက်ကတော့အဲ့ဒီလိုရှိရလို့ကျွန်တော်နားလေရပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီရှေ့မှာသူတို့ပြောခဲ့တဲ့စကားတွေကိုကျွန်တော်ပြန်ပြီးတော့ဒါဒီလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ပြန်ပြီးကြည့်ရမယ်ဆိုရင်သူတို့ကအဲ့ဒီလိုမျိုးသူတို့ရည်ရွယ်ထားပုံရပါတယ်လက်ရှိလည်းကျွန်တော်တို့ဒီဇီးပြိုကမ္ဘာမှာတိုက်ပွဲပြင်းထန်နေတယ်ဒီကန်းတော်နယ်မြေ S ကန်ကတော့ကျွန်တော်တို့ဒါဆုတ်လိုက်ရတာပါကျွန်တော်တို့ဆုတ်စကန်ကြတာမဟုတ်ပါဘူးဆုတ်လိုက်ရတာပါလုံခြုံတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ဒါစနစ်တကျဆုတ်သွားတယ်လက်နက်ခရန်ကြီးကျွန်တော်တို့ဒီလက်ဆလက်နက်မကြအောင်ဆုတ်နိုင်ခဲ့တယ်ဒါကကျွန်တော်တို့ဒါဝမ်းသာစရာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တကယ်တိုင်းပြည်ချစ်တဲ့တပ်မတော်သားမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဒါတကယ်တိုက်ခိုက်ခဲ့ကောင်းတဲ့သူတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေလုံခြုံတပ်ဖွဲ့ဝင်တွေအားလုံးကျွန်တော်တို့ဒါမဆုံးခြင်းပါဘူးဘာကြောင့်လဲဆိုတော့ဒီတပ်မတော်သားအကောင်တယောက်ဖြစ်ဖို့အတွက်ဒါမလွယ်ပါဘူးရဲတပ်ဖွဲ့ဝင်ကောင်းဖို့ဖြစ်ဖို့အတွက်လုံတိုက်ခိုက်ကောင်းတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်ဖို့လည်းမလွယ်သလိုကျွန်တော်တို့တစ်ဖက်မှာပြည်သူစစ်တပ်ဖွဲ့ဝင်တွေဖြစ်ဖို့လည်းမလွယ်ပါဘူး။အားလုံးကတကယ်ကျွန်တော်နိုင်ငံတော်ရဲ့အရင်းမြစ်တွေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တပ်မတော်သားတယောက်ရဲတပ်ဖွဲ့ဝင်တယောက်ပြည်သူစစ်တွေရဲ့သူတို့ရဲ့နောက်မှာရှိနေတာသူတို့အကာအကွယ်ပေးထားတဲ့လူတွေကထောင်နဲ့ချီရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီသတင်းပြချောင်းမယ်ဆိုတော့ဒီငဆောင်းကအဖွဲ့ကတော့သူတို့ရဲ့ဆက်သွယ်လမ်းကြောင်းဖြစ်တဲ့ကန်းတောင်တိုက်တယ်ကန်းတောင်တွေပဲကျွန်တော်တို့ဇီးပြူကုန်းနဲ့အင်မတီကိုသူတို့ဆက်တိုင်းမတိုင်ဖဲဆိုကြော်သွားရင်လည်းသွားမယ်ကြော်သွားပြီးတစ်ဖက်မှာကျွန်တော်တို့ဒါမြိုင်ရေစကြိုလမ်းပိုင်းမြိုင်နဲ့ရေစကြိုဖောက်မယ်အဲကတော့လမ်းတွေကပွင့်တယ်သူတို့ချင်းကျွန်တော်လက်ချင်းချိတ်ပြီးသွားလို့ရတယ်ပြီးတော့မြေရှိဒေသရောက်မယ်အဲဒီကနေကျွန်တော်တို့ဒီကျွန်တော်မြင်းကြံဘက်ပေါ့မြင်းကြံဘက်ကိုသူတို့ဒါမြောက်ခြေဦးပြစ်လာနိုင်တဲ့အခြေအနေရှိပါတယ်နောက်တစ်သင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားဒါတမန်ကြီးခန့်ဖို့အတွက်သဘောတူလိုက်တဲ့အခြေအနေပါအဲ့တော့မြန်မာနဲ့မြောက်ကိုရီးယားရဲ့ဒီနှစ်နိုင်ငံတန်တမန်ဆက်ဆံမှုတွေကအတက်ကြတွေကျန်းပါတယ်အတက်ကြတွေကျန်းတယ်ကျွန်တော်ဆက်ဆံရေးကောင်းခဲ့တဲ့အခြေအနေရှိတယ်ဆက်ဆံရေးကျွန်တော်တို့ပြတ်တောက်သွားတဲ့အခြေအနေရှိတယ်အဲ့မြန်မာနဲ့မြောက်ကိုရီးယားရဲ့ဒီတန်တမန်တန်ခင်းတမန်ခင်းကကျွန်တော်တို့အတက်ကြရှိတယ်လို့ပြောမှာဖြစ်ပါတယ်ဇွန်လ19ရက်နေ့ကနိုင်ငံပိုင်သတင်းစာကနေပြီးတော့ဒီသူတို့ဖော်ပြတာတွေ့ရပါတယ်အဲ့ဒါကမြန်မာနိုင်ငံဆိုင်ရာအထူးအာဏာလွှဲအပ်ခြင်းခံခဲ့ရတော့ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတန်မကြီးပြည်ခိုင်ရန်သဘောတူညီဖြစ်ကြောင်းဖော်ပြလာပါတယ်ဒါကကျွန်တော်တို့ဒီနိုင်ငံပိုင်မီဒီယာရဲ့ဖော်ပြချက်ပါနောက်ကိုရီးယားတိုင်ဝမ်ကတော့ဒီရန်ကုန်မြို့မှာခြေစိုက်ပါတယ်ခမ်း
ခန့်မဲ့ကျွန်တော်တို့ဒီတမ်မကြီးရဲ့ဒီအချက်လက်တွေကိုလည်းဒီနိုင်ငံမီဒီယာကနေပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်အဲ့မှာသူရဲ့ဒီတမ်မကြီးဖြစ်တဲ့သူကမစ္စတာကင်ချုံဤဖြစ်ပါတယ်သူက1963ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွေးပါတယ်သူ့အနေနဲ့1984ခုနှစ်မှာကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကဆက်ဆံရေးတက္ကသိုလ်မှာ၎င်း1989ခုနှစ်ပါကစ္စတန်နိုင်ငံမှာဒီခေတ်သစ်ဘာသာစကားဆိုင်ရာအမျိုးသားတက္ကသိုလ်မှာဘွဲရပါတယ်ပြီးရင်ကျွန်တော်တို့မစ္စတာကေချုံဤက1989ခုနှစ်မှာဒီမိုမြောက်ကိုရီးယားနိုင်ငံပေါ့ဗျာမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံခြားရေးဌာနအာရှရေးဌာနမှာရာရှိဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးရင်ကျအစစ်တက်လာတယ်ပေါ့ဗျာအဲ့တော့ဒါသူ့ရဲ့ဗျာကျွန်တော်တို့ကကိုကြီးအချက်လက်ပေါ့ဗျာရှိပါတယ်ဒါကျွန်တော်တို့စသဖြင့်နောက်ဆုံးအခြေအနေကိုပြောမယ်ဆိုရင်သူကကျွန်တော်တို့2014ကနေပြီးတော့2018ခုနှစ်ထိဒီပါကစ္စတန်နိုင်ငံမှာဒီမြောက်ကိုရီးယားရဲ့ဒီတန်မှုဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်ပြီးတော့2018ကနေပြီးတော့2020ပြည်နှစ်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမူဝါဒရေးရာဌာနမှာအကြီးတန်းအရာရှိဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့ပြီးတော့ကျွန်တော်2020ပြည်နှစ်မှာ2022ခုနှစ်ထိနိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာဌာနနှစ်မှာအကြီးတန်းအရာရှိဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့2022ခုနှစ်ကနေပြီးတော့ဒီယနေ့ထိနိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာနှစ်မှာဒုတိယညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ပါတယ်တဲ့သူမှတော့ကျွန်တော်တို့ဒီဒါဇနီးနဲ့ဒီသားသမီးနှစ်ယောက်ရှိလို့ဖော်ပြထားပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာမတ်ကြီးပဲတာဝန်ထမ်းဆောင်မယ်ဒါမြောက်ကိုရီးယားရဲ့ဒီမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတာမတ်ကြီးရဲ့ကျွန်တော်ကိုရေးချင်းပါအဲ့ဒီမှာကျွန်တော်တို့စိတ်ဝင်စားရဲဆိုရင်ဒါကျွန်တော်တို့MY နေပြီးတော့လည်းဝင်ဖတ်လို့ရတယ် MY ကနေလည်းကျွန်တော်ဝင်ဖတ်လို့ရပါတယ်အဲ့မှာသူအချက်လက်တွေကိုကျွန်တော်တို့ဖော်ပြထားတွေ့ရပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်မယ်ဒီမြောက်ကိုရီးယားတာမတ်ကြီးရဲ့ကိုရေးအချင်းအချက်လက်အချို့ပါအဲ့တော့မြန်မာနဲ့မြောက်ကိုရီးယားကကျွန်တော်တန်တမန်ဆက်ဆံရေးက1985ခုနှစ်မှာစတင်ခဲ့ပါတယ်1989ခုနှစ်မှာစတင်ခဲ့တာကကျွန်တော်1985ခုနှစ်မှာစတင်ခဲ့တယ်1989ခုနှစ်မှာဒီသမ္မတကြီးဦးနေဝင်းမြောက်ကိုရီးယားကိုအလဲပတ်သွားခဲ့တယ်လို့ကျွန်တော်နိုင်ငံတကာသတင်းမှာဖော်ပြထားတယ်လို့မှတ်တမ်းတွေမှာလည်းဖော်ပြထားပါတယ်1980ကာလမှာကျွန်တော်ဒီလမ်းစဉ်ပါတီလူငယ်တွေကမြောက်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့အလုပ်သမားညီလာခံကိုတွားတက်ခဲ့ပါတယ်အဲ့တော့အဲ့အချိန်မှာကျွန်တော်တို့ဒါဦးနေဝင်းလက်ထက်မှာမြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံရဲ့ဒီဆက်ဆံရေးကကောင်းတယ်လို့ကျွန်တော်နားလည်ရပါတယ်ပြန်ပြီးတော့ဒီနှစ်နိုင်ငံဆက်ဆံရေးပြန်ပြီးပြည့်စည်သွားခဲ့တာက1983ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဒီတောင်ကိုရီးယားရဲ့ဒီနိုင်ငံသမ္မတအဆင့်ခေါင်းဆောင်တွေနဲ့သူရဲ့ဒီတန်တမန်အကြီးအကဲတွေမြန်မာနိုင်ငံကိုလာပြီးတော့လာခဲ့ကြပါတယ်လာပြီးတော့ကျွန်တော်တို့အော်တိုဘာလ9ရက်နေ့နေ့ပိုင်းမှာကျွန်တော်တို့ဒီရန်ကုန်မြို့ရွှေကုန်းစီကျော်ရဲ့ဘေးမှာရှိတဲ့ဒီရွှေကုန်းရဲ့ဘေးစီကျော်ရဲ့ဘေးမှာရှိအာဇာနီဘိတ်မှာပေါ့ဗျာအာဇာနီကုန်းမှာကျွန်တော်ဒီလွမ်းသူပန်းခွေလာချဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒါဟိုဒီတောင်ကိုမြောက်ကိုရီးယားအဖွဲ့တွေပေါ့မြောက်ကိုရီးယားရဲ့ဒီ agent တွေကကျွန်တော်တို့ဘုံခွဲပါတယ်ဘုံခွဲတော့ကျွန်တော်တို့ဒါတောင်ကိုရီးယားတန်တမန်ဘက်ချန်ကလည်းကျွန်တော်တို့ဒီသူ့နိုင်ငံသားတွေတေဆုံးသွားတယ်လို့ပဲမြန်မာနိုင်ငံဘက်ကလည်းလုံခြုံတပ်ဖွဲ့ဝင်တွေပြည်သူတွေတေဆုံးခဲ့တာရှိပါတယ်ပြည်သူတွေဆိုတော့မှကျွန်တော်အဲ့မှာသတင်းနောက်တွေပါပါတယ်တေဆုံးခဲ့တာရှိပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒါကကျွန်တော်1983ခုနှစ်အော်တိုဘာလ9ရက်နေ့မှာကျွန်တော်တို့ဖြစ်ခဲ့ပါတယ်အဓိကတော့အာဇာနီကုန်းမှာကာရောပြုဖို့ဒါတောင်ကိုရီးယားရဲ့ခီးစဉ်မှာတောင်ကိုရီးယားသမ္မတနဲ့သူ့ရဲ့အစင်းမြတ်တမန်ရဲ့ခီးစဉ်မှာကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီနှစ်နိုင်ငံရဲ့ဒါတန်တမန်ဆက်ဆံရေးကကျွန်တော်တို့တော်တော်လေးကိုကျွန်တော်ပြတ်တောက်သွားခဲ့ပါတယ်တော်တော်လေးပြတ်တောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီဗိုလ်ချုပ်မှုကြီးဦးတန်းရွှေလက်ထက်မှာကျွန်တော်နှစ်နိုင်ငံရဲ့ဆက်ဆံရေးတွေကတိုးမြင့်လာခဲ့ပါတယ်တိုးမြင့်လာခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒါအမြင့်ဆုံးအခြေအနေဖော်ပြမယ်ဆိုတော့2000ခုနှစ်မှာမြောက်ကိုရီးယားရဲ့ဒီနိုင်ငံခြားရေးဒုဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်အဲ့မှာကျွန်တော်တို့ Google မှာရှာကြည့်လိုက်ပါရွှေကုန်းဖျားတော်ကျွန်တော်တို့ဖူးခဲ့တဲ့အနေအထားတွေတွေ့ခဲ့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီဆက်ဆံရေးနဲ့အဲ့ချိန်တော့တော်တော်လေးကောင်းခဲ့တယ်ဗျပြန်ပြီးတော့ကောင်းခဲ့တယ်ပေါ့လေကောင်းခဲ့တာကကျွန်တော်တို့ဒီဦးသိန်းစိန်အစိုးရလက်ထက်ထိကျွန်တော်တို့ဒီဆက်ဆံရေးတွေရှိခဲ့ပါတယ်ရှိခဲ့ပါဦးသိန်းစိန်အစိုးရရဲ့ရှေ့ကြီးပေါ့ဗျာဒီအရသာအစိုးရမတိုင်ခင်ကြီးရှိခဲ့ပါတယ်ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်းကျွန်တော်တို့နိုင်ငံရဲ့ဆက်ဆံရေးတွေကတော်တော်ငြင်းပြီးတော့လည်းပဲဒီဆက်ဆံရေးတွေနိုင်ငံဆက်ဆံရေးတွေကကျွန်တော်တို့ရှိခဲ့ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒီ2019ခုနှစ်မှာ2019ခုနှစ် NLD အစိုးရလက်ထက်မှာတော့ဒီကုလလုံခြုံရေးကောင်စီရဲ့အရေးယူနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီမြောက်ကိုရီးယားတာမတ်ကို NLD အစိုးရကနေပြီးတော့ဒီနှင်ထုတ်လိုက်တဲ့အခြေအနေတွေရှိခဲ့ပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဒီမြန်မာနဲ့ဒီမြောက်ကိုရီးယားရဲ့နိုင်ငံတန်တမန်ဆက်ဆံရေးကပြန်ပြီးတော့ဆိုးရတဲ့အခြေအနေကိုပြန်ရောက်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့လက်ရှိဒီ2021ကာလနောက်ပိုင်းမှာဒါမြောက်ကိုရီးယားမြန်မာနိုင်ငံရဲ့တန်တမန်ဆက်ဆံရေးကပြန်ပြီးတော့ကျွန်တော်တို့လွှဲထွေးလာခဲ့တယ်လွှဲထွေးလာခဲ့ပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဒါလက်ရှိဒါမြောက်ကိုရီးယားအစိုးရကလည်းဒါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတမန်ကြီးပြန်ပြီးတော့ခန့်ဖို့ဖြစ်လာတာပါအဲ့တော့မြန်မာနဲ့မြောက်ကိုရီးယားရဲ့ကျွန်တော်တို့ဒီ
ဒီနိုင်ငံရဲ့ဒီဆက်ဆံရေးမှာဆိုအဓိကတော့ကျွန်တော်တို့ဒီစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ဒီနိုင်ငံတကာသတင်းတွေမှာလည်းနိုင်ငံတကာသတင်းတွေမှာလည်းကျွန်တော်ဖော်ပြတွေ့ရပါတယ်ကျွန်တော်ရဲ့ကိုးကားချက်ကနိုင်ငံတကာသတင်းတွေမှာဖော်ပြထားတဲ့အခြေအနေကိုကျွန်တော်တို့ပြန်ပြီးတော့ကိုးကားထားခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီမြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံရဲ့တန်တမာဆက်ဆံရေးအတက်အကျနဲ့ကျွန်တော်တို့အခြေအနေကိုဒါတင်ပြပေးတာဖြစ်ပါတယ်နောက်တဲ့တင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်မှာနေမြေရှင်းလင်းမှုတွေဆောင်ရွက်နေတဲ့အခြေအနေကိုတင်ပြပါမယ်ဒါတော့စစ်သွေးကြောအုပ်စုတွေကမကြာခဏဆိုသလိုပဲရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်အပိုင်းဘက်မှာကျွန်တော်တို့ဒီလမ်းမပေါ်တက်ပြီးတော့လမ်းမပေါ်2ကြိမ်တက်ပြီးတော့တက်ခဲ့တာတွေ့ရပါတယ်2ကြိမ်တက်ပြီးတော့ကျွန်တော်ရသားကားတွေကိုတောင်ပစ်မြောက်ပစ်တွေပစ်ပြီးတော့ကျွန်တော်တို့စစ်ပစ်ပြေးခဲ့တာလည်းရှိခဲ့ပါတယ်အဲ့မှာကျွန်တော်တို့ဒီခီးသွွားပြည်သူအချို့ရင်တွေထိခိုက်ဒဏ်ရာရှိခဲ့တာရှိပါတယ်မှတ်တမ်းရဆိုရင်ကျွန်တော်တို့ဇွန်လ16ရက်နေ့ကမင်းလာမြို့နယ်စစ်ကွင်းတာဆောင်မှာရှိတဲ့ကျွန်တော်တို့လန်ကင်းစကန်ကိုအကြမ်းဖက်အုပ်စုတွေဒါတိုက်ခတ်ခဲ့တာရှိပါတယ်အဲ့တော့သူကဒီအဲ့ရဲ့ဒီပထဝီနေတာပေါ့ရန်ကုန်ပြည်လမ်းပေါ့ရန်ကုန်ပြည်လမ်းမှာကျွန်တော်တို့ဒီလက်ဗရန်စစ်ကွင်းမင်းလာရဲ့လမ်းပိုင်းပေါ့အဲ့ဒီလမ်းကကျွန်တော်ဒီဂျိုးမရဲ့ဒီအခြေအနေကတ်တယ်တနည်းအားဖြင့်ဒီဂျိုးမအခြေအနေဒီလမ်းပိုင်းနဲ့တော်တော်လေးကတ်တယ်တော်လေးကတ်ခါကျတော့အကြမ်းဖက်သမားတွေကဒီဂျိုးမအခြေမှာသူတို့လှုပ်ရှားပြီးတော့သူတို့ဒီဘက်လမ်းပိုင်းကိုသူတို့တက်လာပြီးတော့သူတို့ဒီပြစ်ခတ်တာတွေလောက်တယ်ပေါ့ဗျာငါတို့ပြည်လမ်းမပေါ်တက်လာနိုင်ပြီပေါ့သူအဲ့လိုလောက်တာပေါ့ငါတို့ပြည်လမ်းမပေါ်ငါတို့တက်လာနိုင်ပြီငါတို့ပြစ်ခတ်နိုင်ခဲ့တယ်ပေါ့သူအဲ့လိုမျိုးတွေသူတို့လောက်ခဲ့ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမင်းလားနေပြီးတော့ကျွန်တော်တို့တစ်ဖက်ဒီအမြန်လမ်းဒီပေါက်တဲ့ဒီဂျိုးမဖြတ်လမ်းရှိပါတယ်အဲ့ဒီဂျိုးမဖြတ်လမ်းမှာလည်းအကြမ်းဖက်အုပ်စုတွေမကြာခဏဒီကျွန်တော်လမ်းတွေပေါ်တက်ပြီးတော့ဒါခီးတဲ့ရင်တွေမိရှို့တာတွေပြီးရင်ကျွန်တော်တို့ခီးတဲ့ရင်အသေးတွေပေါ့ပြီးရင်ကျွန်တော်တို့ဒါတစ်ခိုးထုတ်တဲ့ကားတွေမိရှို့တာတွေပြီးရင်သူတို့တခုတော့ကမှသူတို့စက်ကြီးမပေးတဲ့ကားတွေဖမ်းတာတွေတတ်တာတွေမိရှို့တာတွေသူတို့အမျိုးမျိုးလုပ်ပါတယ်ပြီးရင်ဒီအဖွဲ့တွေကကျွန်တော်ဒီဘကိုးရုံးမအခြေမှာရှိတဲ့ဒီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပြီးရင်တပ်မတော်အားပေးထောက်ခံတဲ့သူတွေပြီးရင်ကျွန်တော်ပြည်သူတွေကိုလည်းသူတို့မတရားဖမ်းဆီးတပ်ဖြတ်တာတွေလုပ်ပါတယ်အဲ့ဒီ area မှာကျွန်တော်တို့ဒါအဲ့ဒီ area မှာကျွန်တော်တို့ဒီတပ်ဖြတ်ခံတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေများစွာရှိပါတယ်ပြည်သူတွေများစွာရှိပါတယ်ဒါတော့ကျွန်တော်တို့အဲ့ဒီဒေသရဲ့အခြေအနေပါအဲ့ဒီအခြေအနေကိုကျွန်တော်တို့ဒါလုံခြုံတပ်ဖွဲ့ဝင်တွေကနေမြေရှင်းလင်းမှုတွေလုပ်တယ်တိုက်ပွဲတွေဖြစ်ထန်တယ်ဒီကနေ့မှာဆိုရင်တော့ဒါမင်းလာမြို့နယ်တောင်ပြက်ရွာမမှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့အခါမှာ PDF အလောင်းကျွန်တော်တို့အားလုံး9လောင်းရတယ်9လောင်းနဲ့ကျွန်တော်လက်နက်9လက်လို့သိရပါတယ်အဲ့တော့ကျွန်တော်တို့လက်နက်တွေရတယ်လက်ရှိတဲ့ကျွန်တော်နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်အဲ့တော့အဲ့ဒီအခြေအနေမှာကျွန်တော်တို့အကြမ်းဖက်မီဒီယာတွေကလည်းဒါသူတို့ကဒါဒီနေရာမှာအဲ့တောင်ပြက်ရွာမှာဒီတက်ကပေါ့ဗျာတက်ကအင်အားနဲမယ်ဆိုအင်အားနဲမယ်ပေါ့ဗျာအင်အားနဲမယ်ဆိုတော့သူတိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့တကယ်တော့အဲ့မှာတက်ကအင်အား400လောက်ရှိလို့သူပြောတယ်ပြီးတဲ့ရက်ကလည်းအမှစစ်သွေးကြမီဒီယာတွေမှာသူပါရေးထားလဲဆိုတော့တက်ကအဲ့ဘက်မှာအလွန်ကြုံအင်အားတွေတုံးပြီးတော့ဒါစစ်ကြောင်းတွေနေမြေရှင်းလင်းလုပ်တယ်လို့သူတို့ဘက်ကရေးနေတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကဗျာစီးရင်မှာတော့ခင်ဗျာပူရွက်သေးဆိုတာမရှိဘူးစီးရင်မှာတော့ခင်ဗျာအနိုင်ရှုံးပဲရှိတယ်စီးရင်မှာကခင်ဗျာအနိုင်ရှုံး2ခုပဲရှိတယ်စီးရင်မှာတော့အနိုင်ပူရွက်သေးဆိုတာမရှိဘူးခင်ဗျာနိုင်အဲ့နေရာကိုရမယ်ရှုံးသွားအဲ့နေရာခွာမယ်ဒါတော့ကျွန်တော်စီးရဲ့သဘောပါပဲဒါပေမဲ့အတိုးဆိုတော့ရှိပါတယ်စီးရင်မှာတော့ကျွန်တော်ပူရွက်သေးဆိုတာမရှိဘူးအဲ့တော့လက်ရှိကျွန်တော်တို့ဒီရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်မင်းလာလက်ပံအပိုင်မှာတော့ဒီကျွန်တော်လက်ရှိနေမြေရှင်းလင်းမှုတွေတောက်ချောက်လုပ်နေတယ်လက်ရှိတော့ကျွန်တော်တိုက်ပွဲတွေဆက်ဖြစ်နေလို့သိရတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေကျွန်တော်တို့ရှင်းပြောရင်ကျွန်တော်တို့ဒီရန်ကုန်ပြည်လမ်းပိုင်းဆိုတာဒီခွေးတက်လို့ရတဲ့လမ်းတော့မဟုတ်ဘူးခွေးတွေတက်လို့မရဘူးခွေးဝဲသားတွေတက်လို့တော့မရဘူးဗျာအဲဒီခွေးတက်လာတဲ့ဒီလမ်းပေါ်တက်လာတဲ့ခွေးဝဲသားတွေကိုသူ့နေရာသူပြန်သွားဖို့အရှင်တော်ထွက်ဖို့အသေးတော်ထွက်ဖို့လက်ရှိကျွန်တော်ဒီတက်မလို့စစ်ကြောင်းတွေကနေမြေရှင်းလင်းမှုတွေတောက်ချောက်လုပ်နေပါတယ်နောက်ဆုံးသကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီရက်ပိုင်းမှာကျွန်တော်တို့ပေါ်လောတွေရိုက်နေဗျာပေါ်လောတွေရိုက်နေမြောင်းများမျိုးအမှတ်6ရက်ကိုအထက်တန်းအခြေခံပညာအထက်တန်းကျောင်းမှာကျွန်တော်တို့ဒီ social media ပေါ်ပြန့်လာတဲ့ရုပ်သံဖိုင်ပေါ့အဲ့မှာကျောင်းသူတယောက်ကိုကျောင်းသူမှာအုပ်စုတွေကဝိုင်းပြီးတော့အနိုင်ကျင့်တာတယ်ပေါ့ရဲစစ်စစ်လောက်တာတယ်ပေါ့အဲ့တော့တော်တော်ဆိုးတယ်ဗျာကျွန်တော်တို့ဒီမြင်ကွင်းတွေကကျွန်တော်တို့ကျောင်းတက်တော့ဒီမြင်ကွင်းတွေကျွန်တော်တို့ကျောင်းတွေမှာတိတ်မတွေ့ရဘူးဗျာမတွေ့ရဘူးတော်တော်လေးကိုကျွန်တော်တို့ဖြစ်တော့ဖြစ်ခဲ့ပဲဗျာဟိုယောက်ျားလေးချင်းရိုက်ဖြစ်တာတော့ရှိတယ်ဒီလိုမိန်းကလေးချင်းရိုက်ဖြစ်တာတိတ်မတွေ့ရဘူးတိတ်မတွေ့ရဘူးအခုကတော့အဲ့လိုလေးတွေ့တာတော့တော်တော်လေးဆိုးတော့ဗျာကျွန်တော်တို့ဒီမြင်ကွင်းတွေကတော်တော်လေးဆိုးပါတယ်အဲ့တော့ဒီရုံးတဲ့ဖိုင်နဲ့ပတ်သက်ပြီးတော့ဒါဝေဖန်မှုတွေတော်တော်လေးရှိတယ်ဒါပဂတိရှိတယ်ပဲဝေဖန်မှုတွေတော်တော်လေးရှိတယ်ကျွန်တော်တို့ဒီမနေ့ကကျွန်တော်လည်းဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပညာရေးဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနကိုကျွန်တော်မေးတယ်ပေါ့ဗျာမေးတဲ့အခါမှာပညာရေးဝန်ကြီးဌာနဖြေပါတယ်အဲ့ပညာရေးဝန်ကြီးဌာနရဲ့အဖြေကိုကျွန်တော်ဥစွာတင်ပြပါမယ်အဲ့မှာပညာရေးဝန်ကြီးဌာနကဖြေတဲ့အခါမှာကျွန်တော်တို့အချက်လေးချက်နဲ့ဖြေပါတယ်မွေးတိုင်းပဲကျွန်တော်တင်ပြပါမယ်ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့စာဖတ်ပြည်သက်တွေပဲကိုယ့်အကိုကျွန်တော်စဉ်းစားပါအေဗန်ဒီတာကြီးမြောင်းမြမြို့အမှတ်6အခြေခံပညာထက်တန်းကျောင်းဤ18ရက်6လ2025ရက်နေ့တွင်ဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့သောကျောင်းသူများရန်ဖြစ်သည့်ဗီဒီယိုဖိုင်သည်2024-2025ပညာသင်နှင့်18ရက်17လ2024ရက်တွင်ကျောင်းချိန်ပြင်ပတွင်ဖြစ်ပေါ်ခဲ့သောဗီဒီယိုဖြစ်ပါသည်အဲ့တော့ကျွန်တော်တို့ဒီဖိုင်ကကျွန်တော်တို့
ဒါ18ရက်17လ2024ခုနှစ်ကဖြစ်ခဲ့တာဒါကျွန်တော်တို့ပြီးမနှစ်ကဖြစ်ခဲ့တဲ့အခြေအနေပေါ့ဗျာမနှစ်ကဖြစ်ခဲ့တာလက်ရှိဖြစ်ခဲ့တဲ့အနေအထားမဟုတ်ပါဘူးဒါကျွန်တော်ပြည်တိုင်းဝန်ကြီးဌာနရဲ့ပြည်စုံမှုနဲ့ဒါမြေပြင်မှာဖြစ်ခဲ့တဲ့အခြေအနေမှန်ပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်၍19ရက်17လ2024ရက်နေ့တွင်ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှရန်ဖြစ်သောကျောင်းသူနှင့်အုပ်ထိန်းသူမိဘများခေါ်ယူတွေ့ဆုံပြီးမင်းမြန်စစ်ဆေးခြင်းများဆောင်ခဲ့ပါတယ်တဲ့ဗီဒီယိုဖိုင်တွင်ပါရှိသောအရိုက်ခံရသည့် grade 6ကျောင်းသူအားရိုက်နှက်ခဲ့သည့် grade 7နဲ့ grade 9ကျောင်းသူ2ဦးအားတေချာစွာစစ်ဆေးမင်းမြန်ပြီးရိုက်နှက်ခံရသည့်ကျောင်းသူမှာတဲ့နင့်နာသူဖြစ်၍အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါဘူးအဲ့တော့ကျွန်တော်တို့ဒီရိုက်နှက်ခံတဲ့ကလေးငယ်ပေါ်မှာတော့အရေးယူဆောင်ခြင်းမရှိပါဘူးတဲ့ခံရတဲ့မိန်းကလေးပေါ်မှာတော့ကျွန်တော်အရေးယူဆောင်ခြင်းမရှိပါဘူးတဲ့အဲ့တော့အရိုက်ခံတဲ့ကျောင်းသူကကျွန်တော်တို့ grade 6ကပါအဲ့ဒီကျောင်းသူကိုရိုက်နှက်ခဲ့တဲ့အတန်းကတော့ကျွန်တော် grade 7နဲ့ဒီ grade 9ဖြစ်တယ်လို့ဖော်ပြထားပါတယ်ပြီးကျွန်တော်တို့ရိုက်နှက်ခဲ့သည့် grade 7နဲ့ grade 9ကျောင်းသူ2ဦးနဲ့ဖြစ်စဉ်အားဗီဒီယိုရိုက်ကူးပေးသော grade 7ကျောင်းသားတို့အားကျောင်းစီကဖောက်ပြခြင်းကြောင့်ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကအုပ်ထိန်းသူမိဘများတဲ့ပြန်လည်အနှံခဲ့ပါကြောင်းနဲ့နောက်ယခုကဲ့သို့ထပ်မံမဖြစ်ပေါ်စေရန်အတိပေး၍လက်မှတ်ရေးလို့စေခဲ့ပါတယ်တဲ့အဲ့တော့အဲ့မှာကျွန်တော်တို့ဒီထဲမှာကျွလွန်တာကနံပါတ်1ကကျွန်တော် grade 9နဲ့ grade 7နဲ့ grade 9ကျောင်းသူ2ယောက်ရယ်ဒီဖြစ်စဉ်ကိုကျွန်တော်တို့ဒီရန်ဖြစ်တဲ့ဟာကိုဖုန်းနဲ့ရိုက်ပေးတာက grade 7ကျောင်းသားအဲ့ဒီ3ယောက်ကိုဒါမိဘပြတဲ့ပြန်လဲအနှံခဲ့ပါတယ်တဲ့ပြီးရင်ကျွန်တော်နောက်ယခုကဲ့သို့ကိစ္စမျိုးထပ်မံမဖြစ်ပွားပါစေရန်ဒါအတိပေးပြီးလက်မှတ်ရေးထိုးခဲ့ပါတယ်ယခုဖြစ်စဉ်တွေနဲ့ကျွန်တော်2025-2026ပညာသင်နှစ်တွေဖြစ်ပွားခဲ့ခြင်းမဟုတ်ပဲယခုကဲ့သို့ပြဿနာမျိုးထပ်မံမဖြစ်ပွားစေရန်ကျောင်းစည်းကမ်းအတိုင်းဆောင်ရွက်နေပါကြောင်းနဲ့စုံစမ်းစစ်ဆေးအမည်မသိအကောင့်တစ်ခုကရခိုင်နေဗီဒီယိုဖိုင်အားတဲ့18ရက်6လ2025ခုနှစ်နဲ့ဆိုရှယ်မီဒီယာနဲ့ထပ်မံတင်ပြခြင်းသာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စရပြီးသွားပြီဗျာဒီကိစ္စရပြီးသွားပြီးတော့အဲ့မှာကျွန်တော်တို့ဒါဖုန်းထဲမှာရှိနေတာကဖြစ်နိုင်ရေးကဒီခုနကပထမမူရင်းရိုက်တဲ့ grade 9ကျောင်းသားထံမှာဒီရုပ်သံဖိုင်ရှိနေနိုင်ပါတယ်အဲ့တော့ဒါကြောင့်လဲဆိုတော့ဒီနေရာမှာရှိတဲ့အဝန်းမှာရှိတဲ့လူကားမှမတင်အခြားလူတင်လာကြအကြောင်းမရှိပါဘူးအဲ့တော့ဒီမှာကျွန်တော် grade 7 grade 9ဒီမှာရှိတဲ့ကျောင်းသူ2ယောက်နဲ့ခုနကထောင်ပြီးတော့ဗီဒီယိုရိုက်တဲ့ကျောင်းသား1ယောက်ပေါ့ grade 7ကျောင်းသား1ယောက်အဲ့တော့သူတို့ဒီ file သူတို့3ယောက်ထံမှာပဲရှိမှာဒါမှမဟုတ်သူတို့3ယောက်နဲ့ဘယ်သူတွေဆက်ပွားပေးလဲပေါ့ဒီပေါ်မှာလည်းမူတည်ပါတယ်ယခုဖြစ်စဉ်ဒီ2025-2026ပညာသင်နှစ်တွေဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲနဲ့ယခုကဲ့သို့ပြဿနာမျိုးထပ်မံမဖြစ်ပွားစေရန်ကျောင်းစည်းကမ်းအတိုင်းဆောင်ရွက်နေပါကြောင်းနဲ့စုံစမ်းစစ်ဆေးအမည်မသိအကောင့်တစ်ခုကရခိုင်နှစ်ဗီဒီယိုဖိုင်အားတဲ့18ရက်6လ2025ရက်နေ့တွင်ဆိုရှယ်မီဒီယာတို့ထပ်မံတင်ပြခြင်းသာဖြစ်ပါတယ်အဲ့တော့ဒီဟာကဗျာကျွန်တော်တို့ပြီးခဲ့တဲ့18ရက်17လ2024ခုနှစ်မှာဒီပြဿနာတက်တယ်ဗီဒီယိုဖိုင်ကိုပြန်တင်တာက18ရက်6လ2025မှာပြန်တင်တယ်ဒါတော့ကျွန်တော်တို့ရည်ရွယ်ချက်ရှိပြန်တင်တဲ့သဘောလေးဖြစ်တာပေါ့တော့ဖြစ်ပါပြီ AR တိုင်းဒေသကြီးမြောင်းမြမြို့အမှတ်6အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသူများ18ရက်17လ2024ရက်နေ့တွင်ရဖြစ်သောဆိုရှယ်မီဒီယာပေါ်၌ပြန့်နှံ့သောကိစ္စနှင့်ဆက်လင်း၍19ရက်6လ2025ရက်နေ့တွင်မြောင်းမြခရိုင်ပညာရေးမှူးဦးထင်းဝင်းကဥက္ကဋ္ဌဖြစ်ဆောင်ရွက်သောဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့်ဖြစ်စဉ်အားစစ်ဆေးလျက်ရှိပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ပြန်ပြီးတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြောင်းမြခရိုင်ပညာရေးမှူးဦးထင်းဝင်းကဒီဥက္ကဋ္ဌဖြစ်ဆောင်ရတယ်ပြီးရင်ကျွန်တော်ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့်ဒီဖြစ်စဉ်စစ်ဆေးနေပါတယ်အဲ့တော့သူတို့စစ်ဆေးတဲ့တည်းမှာဗျာခုနကမူလကဒါရိုက်ခဲ့တဲ့သူတွေပါလိမ့်မယ်ပြီးရင်ဒီဗီဒီယိုဖိုင်မှာရခင်ကဒါပြန်ပြီးတော့ရိုက်ခဲ့တဲ့အကြောင်းသားပါလိမ့်မယ်ပေါ့ဒီကလေးတွေအကြောင်းပြန်တက်နေရမတက်ရလို့ကျွန်တော်မသိဘူးဒီဘက်မှာတော့သူတို့ရှင်းလင်းတဲ့မှာကျွန်တော်မပါဘူးအဲ့တော့ဒီခုနကရန်ဖြစ်တဲ့အကြောင်းသားမိဘတွေလည်းဒါသူတို့လည်းစစ်မှာပေါ့ဗျာဒါကျွန်တော်နားလေရတာပေါ့ပြီးတော့ကျွန်တော်တို့ဒီရန်ဖြစ်တဲ့မှာဘေးကနေပြီးတော့ဖုန်းရိုက်ပြီးတဲ့ကောင်လေးရဲ့မိဘတွေလည်းစစ်မှာပေါ့ဟုတ်ဒါတော့ကျွန်တော်ပေါ်ဖို့လိုတာပေါ့ဘာကြောင့်လဲဆိုတော့တော်တော်အခြေအနေဆိုးတယ်လေနော်ဒီဖြစ်စဉ်ကဒါဆိုလူတွေရဲ့ကျွန်တော်တို့လူတွေအားလုံးမှာလူကုန်သိက္ခာတွေရှိကြပါတယ်ဗျလူတွေအားလုံးမှာကျွန်တော်တို့လူကုန်သိက္ခာတွေရှိပါတယ်အဲ့တော့ချမ်းသာတဲ့သူမှာလူကုန်သိက္ခာရှိတာမဟုတ်ပါဘူးအရာရှိကြီးမှလည်းလူကုန်သိက္ခာရှိတာမဟုတ်ပါဘူးကျွန်တော်တို့အရာရှိငယ်မှလည်းလူကုန်သိက္ခာရှိတာမဟုတ်ဘူးလူသားတိုင်းအားလုံးကဆင်းရဲချမ်းသာယာတို့ကြီးငယ်မရွေးအားလုံးကကျွန်တော်တို့သူ့ဂုဏ်သိက္ခာနဲ့သူရှိကြပါတယ်ဘာကြောင့်လဲဆိုတော့လူတွေအားလုံးကသူ့ပတ်ဝန်းကျင်နဲ့သူနေထိုင်ကြလို့ပါသူ့ပတ်ဝန်းကျင်နဲ့သူနေထိုင်ကြတဲ့အခါမှာကျွန်တော်ဒါကျွန်တော်တို့လူတွေပေါ်မှာတက်ရောက်မှုရှိပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီခံလိုက်ရတဲ့ကလေးငယ်ပေါ်မှာတော်တော်လေးတက်ရောက်မှုရှိပါတယ်ဘာကြောင့်လဲဆိုတော့ဒီကလေးငယ်နဲ့ပတ်သက်ပြီးတော့သူ့မျိုးကနေသိမယ်သူ့တငယ်ချင်းသိမယ်အများကြီးပါပဲအဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်တင်တဲ့လူကိုလည်းကျွန်တော်တို့ဒါကျွန်တော်တို့စုံစမ်းစစ်ဆေးပြီးတော့ပြန်ပြီးထုတ်ပြန်မယ်လို့တော့ကျွန်တော်တို့နားလည်ရပါတယ်ပြည်ပမီဒီယာကိုအနေနဲ့ကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ